လေးတော့ အေးတော်ပြီဟုတ်တယ်ဟုတ်တယ် ရလုံးတုံးခုပဲဖတ်တာမမပြောရယ် အိုးဘယ်ဟာလေးလဲဖတ်ကြည့်အောင်ဘယ်ဒါလေးပါလဲ အတဲချော်လေးက phonics စတင်နေပြီ။ तू ကလေ level 5ဆောင်ရောက်နေပြီနော်။ဒါမဲ့လေစားလေမရတစ်ချက်ရတစ်ချက်ဖတ်တယ်နည်းနည်းလေးဖတ်တတ်တယ်လို့မဖတ်တတ်တယ်လို့နဲ့မနေလဲဖတ်ခိုင်းရတယ်သူ့ကိုလေ။အတာ phonics သင်ရတာပြောလား။ phonics သချင်းသားထောင်ရတာပြောလား။အေးအဲ့လိုရုပ်ကလေးကိုကြည့်လိုက်။အဲ့လိုစားပြမယ်ဆိုရုပ်ကိုကြည့်လိုက် စအပ်စပ် ဟုတ်ပြီ စအပ်ဖက် ဟုတ်ပြီဒါလေးရော စအပ် E Z E စီ br ဘယ်ဝအဘွာ ဟုတ်ပြီ ဒီဘွာ zebra Z it စီ Z ဟုတ်ပြီဒီမှာ စအပ်စပ် zigzag စစ်စက်ကပါလေ zigzag ဒါလေးပါ ဘယ်အပ်စစ်ဘက် ဟုတ်ပြီ စအစ်စစ် fish in win ဟုတ်ပြီ we at wet ဟုတ်ပြီ we it will will ဟုတ်ပြီ we L well we at this is ta best ဟုတ်ပြီ we is this is this နောက်တော့ထထ this is ပြီးတော့ this is it this visit 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 ကပါလေ အလဲပတ်လျှောက်သွားအောင်ပြောတာ sit in sin ဟုတ်တယ် we in win ဟုတ်တယ် k in kin ဟုတ်ပြီ be and ဖက်အန်ဟုတ်တယ်မနဲ့ ban ဟုတ်ပြီ ha and hang ဟုတ်ပြီ ve and van ဟုတ်ပြီမမ ဒီတော့ကြောင့်ပြီးဖတ်မှာ ဒါလေးစပ်ပေါင်းသားရဲ့ဟောတော့ဒီသုံးလုံးမယ်1 2 3သုံးလုံးမယ်သုံးလုံးမဖတ်မယ် okay လက်အော်နူလက်အောင်လက်အောင် long ဟုတ်ပြီ sit on song ဟုတ်ပြီ hit on hong အန်အောင်ဟန် hong